အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါကျွန်တော်ရဲ့တူတာအောင်ချင်းမိတ်ဆွေညီကိုမောင်နှမများအားလုံးနော်မနေ့ပြန်ဆိုရင်ကျွန်တော်တို့က18ရက်8လ2026တနင်္လာနေ့အဖွင့်နေ့လေးကိုပြန်လည်ပြီးတော့ရောက်ရှိလို့လာပါပြီကဲတနင်္လာနေ့အဖွင့်နေ့နေကုန်းစားဝိုင်းချင်းလေးတွေမိန်းကွက်ကလေးတွေပတ်တီးလေးတွေလာတင်ပေးရင်းနဲ့ကျွန်တော်တို့တပတ်စာနှစ်ချုပ်ဖြစ်တဲ့မပြောက်တဲ့ဇာတိုးလေးတွေသုံးလုံးအခွေလေးတွေကိုလည်းဒီဗီဒီယိုပိုင်းလေးထဲမှာပြောပြတော့မှဖြစ်လို့ဗီဒီယိုပိုင်းလေးကိုပြီးဆုံးနိုင်အောင်ကြည့်ပေးပါနော်ကဲကျွန်တော်ရဲ့ချင်းမိတ်ဆွေများအားလုံးဗီဒီယိုပိုင်းကိုမြင်နေတွေ့တဲ့အချိန်ကနေစလို့စိတ်ချမ်းသာကိုကြားမှာကြပါစေစီးပွားလက်လာဘတ်တွေလည်းတိုးတက်ကြပါစေလို့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်ကျွန်တော်တို့အခုလာမယ်ပွဲမှာပေါ့နော်ပိတ်ရဖောင်းရလုံးဝမရှိပါဘူးဒါကြောင့်မို့အားလုံးပဲအလားလာကောင်းပါတယ်နော်အားလုံးပဲအကောင်းဆုံးနော်ဒါတပတ်ပေါ့ဗျာနော်ကျွန်တော်ရဲ့ကိုဒီမတွေအားလုံးပဲနော်ဒါကြောင့်မို့ပိတ်ရဖောင်းရလုံးဝမရှိရင်ဆော့လို့ကောင်းပါတယ်နော်အားလုံးပဲဒါကြောင့်မို့ဒီတစ်ပတ်မှာအကောင်းဆုံးအတက်နိုင်ဆုံးရွေးချယ်စူးစမ်းပေးပါမယ်ဒါကြောင့်မို့ကျွန်တော်ရဲ့ချင်းမိတ်ဆွေညီကိုမောင်နှမများအားလုံးစော့ကျင်တဲ့ညီကိုမောင်နှမတွေ like စော့နိုင်ပါတယ်ကဲ Facebook ကညီကိုမောင်နှမတွေဒီဗီဒီယိုပိုင်းလေးကိုမြင်ပြီးတွေ့ပြီဆိုရင်တယောက်မြင်တယောက် share နှစ်ယောက်မြင်နှစ်ယောက် share ပါ like လက်မအသေးလေးတွေဝင်ရံပေးပါကျွန်တော်တင်တဲ့ဗီဒီယိုပိုင်းလေးတွေကိုနေ့စဉ်နဲ့မြင်မြင်တွေ့ကျင်နေဆိုရင်ကျွန်တော်ရဲ့ page ကို follow လေးတွေနှိပ်ခဲ့ဖို့မမေ့ကြပါနဲ့နော်ကဲဒါဆိုရင်မနေ့ပြန်ကျွန်တော်တို့နော်18ရက်နေ့တနင်္လာနေ့နေကုန်စားအချိန်လေးမိန်လေးမပြောခင်မှာတပတ်စာနှစ်ချုပ်ဖြစ်တဲ့မပြောက်တဲ့ဇာတို့နေနေဆိုရင်4-9ပဲဖြစ်ပါတယ်เนาะဒါမပြောက်တဲ့ဇာတို့ပါမိမိကြိုင်းနေတဲ့ရရွေးချယ်ပြီးတော့ live ပါအစောဆုံးနေလာပါလိမ့်မယ်ဒါဇာတို့မပြောက်တဲ့ဇာတို့ပါเนาะကဲအခွေကစားခြင်းနဲ့ညီကိုမောင်နှမလေးဆိုရင်အဲ့ဒီ4-9ကိုဇာတို့အခွေနဲ့ကစားနိုင်ပါတယ်ချင်းတွေပေါက်လာပါလိမ့်မယ်เนาะကဲဒါဆိုရင်မနေ့ပြန်တနင်္လာနေ့ပွင့်နေကုန်စားမှာဘိုင်းနေနေဆိုရင်တော့3ညပိုင်း5ပိုင်း3ညပတ်တီ5ပတ်တီပေါ့နော်ကဲ3ညနဲ့ပတ်သက်တဲ့မိန်းကွက်ကလေးတွေကတော့3ည9 3ည8 3ည4 3ည3ပဲဖြစ်ပါတယ်ဒါ3ညနဲ့ပတ်သက်တဲ့အကြိုက်ဆုံးမိန်းကွက်ပါ3ည9 3ည8 3ည4 3ည3ပါနော်9နဲ့ပတ်သက်တာကတော့9 9 9 8 9 4 9 3ပါနော်ကွက်မှာကြာရေးပေးတာပါ9 9 9 8 9 4 9 3ပါနော်ဒါ9နဲ့ပတ်သက်တဲ့အကြိုက်ဆုံးရွေးကွက်ကလေးတွေပေါ့ကျွန်တော်ထုတ်ပေးတဲ့ main ကွက်ယောဂမကြိုက်လို့ကိုလုံးမိုက်ကိုကီးရလို့တွဲဆော့ခြင်းနဲ့ကတ်ဆော့ခြင်းနဲ့ဆိုရင်တနင်္လာနေ့အဖွင့်နေ့မှာအားကောင်းဆုံးဝမ်းချင်းသည်3ည5ဝမ်းချင်းဖြစ်တယ်အဓိကပတ်တိကိုဦးစားပေးဆော့ခြင်းနဲ့ဆိုရင်တော့တနင်္လာနေ့အဖွင့်နေ့မှာအားကောင်းဆုံးပတ်တိတွေ3ညပတ်တိ5ပတ်တိဖြစ်တယ်အကြိုက်တွင်လိုက်ဆော့ပါအကြိုက်မတွင်မဆော့ပါနဲ့စေတနာနဲ့တင်ပေးတာဖြစ်လို့ပေါက်လို့ရလို့လည်းဘာမှပေးစရာမလိုပါဘူးเนาะကျွန်တော်ရဲ့ကိုဒီမတွေကိုအားလုံးပဲပေါက်စေခြင်းလို့ရစေခြင်းလို့စေတနာနဲ့တင်ပေးတာဖြစ်တယ်အကြိုက်တွင်လိုက်ဆော့ပါအားလုံးပဲအကြိုက်မတွင်မဆော့ပါနဲ့เนาะအမြဲတမ်းမမှန်နိုင်တယ်လို့အမြဲတမ်းလည်းမမှားနိုင်ပါဘူးကဲဒါကြောင့်မို့အခုကြည့်ယူပေးတဲ့ချစ်ကိုချင်းမတွေအထူးထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲအဖွင့်လာကြပါစေအားလုံးပဲကံကောင်းကြပါစေ